ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အာမုအနာဂတိကျမ်းကိုတစ်ဖန်ကြည့်လိုက်ရအောင်တစ်ဖန်အရှင်ထောက်တာဖရာသည်ငါအားပြတော်မူသောယူပါယုံမူကားရှင်ဘရင်ဆိုင်သောမြက်ပင်ကိုရိပ်ပြီးမှနောက်မြက်ပင်ပေါက်ဆကာလ၌ဂျိုင်းကောင်တို့ကိုဖန်ဆင်းတော်မူ၏ထိုဂျိုင်းကောင်တို့သည်တစ်ပြေလုံး၌ရှိသောမြက်ပင်ကိုစား၍ကုံပြီးမှငါကအိုးအရှင်ထောက်တာဖရာအပြစ်မှလွတ်တော်မူပါယာကုပ်တင်ငယ်တော့ကြောင့်အဘယ်သို့ထရပါလိမ့်မည်နည်းဟုလျှောက်တော့ထာဝရဘုရားသည်နောင်တရ၍ဤသို့မဖြစ်ရဟုမိန့်တော်မူ၏တပံအရှင်ထာဝရဘုရားသည်ငါအားပြတော်မူသောယူပါယုံမူကားမိဖြင့်တံပေးခြင်းကမိကိုခေါ်တော်မူ၍မဟာသမုဒ္ဒရာကိုမိလောင်လေ၏ကုန်းကိုလည်းလောင်လေ၏ငါကလည်းအိုးအရှင်ထာဝရဘုရားဆိုင်တော်မူပါယာကုပ်သည်ငယ်တော်ကြောင့်အဘယ်သို့ထားရပါလိမ့်မည်နည်းဟုလျှောက်တော့အရှင်ထာဝရဘုရားသည်နောင်တရ၍ထိုသို့မဖြစ်ရဟုမိန့်တော်မူ၏တပံပြတော်မူသောယူပါယုံမူကားချင်းကျိုးချ၍လှုပ်သောကြောက်ရိုးပေါ်မှထာဝရဘုရားသည်ရက်လက်တော်၌ချင်းကျိုးကိုကိုင်လက်အာမုတ်တင်းသည်အဘေရာကိုမြင်သည်ဟုမဲတော်မူလေချင်းကျိုးကိုမြင်ပါသည်ဟုလျှောက်တော်ဘုရားရှင်ကငါဤလူဤဒေလာအမျိုးအလယ်၌ချင်းကျိုးကိုငါချမည်နောက်တဖန်တို့ကိုတီးမခံဤဆက်ဤမြင့်ရာအရက်တို့သည်လူစိတ်ညံလက်ဤဒေလာဤတန်ရှင်းရာအရက်တို့သည်တုတ်တင်ပေရှင်လည်းရှိကြလိမ့်မည်ရေတော်ပေါင်းမျိုးကိုလည်းဓာနှင့်ငါတိုက်မိဟုမိန့်တော်မူ၏ထိုအခါဗေဒလာယေဘရောဟေအာမဇိသည်ဤဒေလာရှင်ပင်ရေတော်ပေါင်းထံသို့ဆေလို၍အာမုတ်သည်ဤဒေလာအမျိုးအလေတွေကိုတော်တစ်ဖက်၌မကောင်းသောအကြံကိုကြမ်းစီပါပြီသူဤစကားအလုံးစုံတို့ကိုပြည်တော်တီးမခံနိုင်ပါရေတော်ပေါင်းသည်ဓာဖြင့်တရားလိမ့်မည်ဤဒေလာအမျိုးသားတို့သည်နေရင်းပြင်မှဆက်နင်းသွားခြင်းကိုခံရကြလိမ့်မည်ဟုအာမုတ်ဆိုတတ်ပါသည်ဟုလျှောက်လေ၏အာမုတ်ကိုလည်းခေါ်၍အိုးပရောဖက်ယူဒပြည်သို့ပြေးသွားလောထိုပြည်မှာပရောဖက်ပြုရဲ့အသက်မွေးတော့နောက်တဖန်ဗေဒလမြို့တစ်ဖက်၌ပရောဖက်မပြုနှင့်ရှင်ဘုရင်၏တန်ရှင်းရာဌာနတော်ဖြစ်၏နန်းတော်တရားမြို့လည်းဖြစ်၏ဟုဆိုလေအာမုတ်ကငါသည်ပရောဖက်မဟုတ်ပရောဖက်၏သားလည်းမဟုတ်ပဲနွားကြောင်တော်သူတဖန်ဒီကိုစွတ်တော်သူဖြစ်စဉ်အခါထာဝရဘုရားသည်နွားကြောင်ယာမငါကိုနှုတ်ယူ၍တင်သွားလောငါ၏လူဤတေလအမျိုးတွင်ပရောဖက်ပြုလောဟုမိန့်တော်မူ၏တို့ဖြစ်၍ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်လောဤတေလအမျိုးတစ်ဖက်၌ပရောဖက်မပြုနှင့်ဤဆက်အမျိုးတစ်ဖက်၌မမွတ်နေဟုတင်ဆိုတော့ထာဝရဘုရားမိန့်တော်မူသည်ကတင်၏မယားသည်ပြည်တစားဖြစ်လိမ့်မည်တင်၏သားသမီးတို့သည်ဓာဖြင့်တေကြလိမ့်မည်လူတစ်ပါးတို့သည်တင်၏မြေကိုကြိုးတန်းချ၍ဝေဖန်ကြလိမ့်မည်တင်သည်ညညိုသောပြည်၌တေရလိမ့်မည်ဤဒေလာအမျိုးသည်နေရင်ပြင်မှဆက်လင်းသွားခြင်းကိုခံရကြလိမ့်မည်ဟုအာမဇိအားဆင့်ဆိုလေ၏တပံအရှင်ထာဝရဘုရားသည်ငါပြတော်မူသောယူပါယုံမူကားငွေကာလအတိပါတော်တောင်းတည်ထင်ရှား၏အာမုတ်တင်းသည်အဘေရာကိုမြင်သည်ဟုမေးတော်မူလျင်ငွေကာလအတိပါတော်တောင်းကိုမြင်ပါသည်ဟုငါလျှောက်တော်ထာဝရဘုရားကနောက်ဆုံးကာလသည်ငါ၏လူဤဒေလအမျိုး၌ရောက်လေပြီနောက်တဖန်သူတို့ကိုတီးမခံထိုကာလ၌နန်းစင်ကချေတို့သည်မိသားကြလိမ့်မည်အရရက်တို့၌များစွာသောအသေးကောင်ရှိ၍လူတို့သည်တိတ်ဆိတ်စွာပြစ်ချကြလိမ့်မည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏ငါတို့သည်စပါးကိုရောင်းအံ့သောငါလဆာနှင့်လွန်ပါစေဂျုံကိုရောင်းအံ့သောငါဥပုံနှင့်လွန်ပါစေဟုဆိုလက်အေဖာလေးကိုငေစင်ချင်းက၎င်းကြက်လေးကိုကြီးစေခြင်းက၎င်းလုံ၍ဆင်းလဲသောချင်းခွင်ကိုသုံးလက်ဆင်းရဲသောသူတို့ကိုငွေနှင့်၎င်းငတ်မတော်သူကိုခြေနှင်းတရားနှင့်၎င်းဝေ၍ညံ့သောဂျုံဆန်ကိုရောင်းလက်ငတ်မတော်သူတို့ကိုနှိမ့်နှင်း၍ဆင်းရဲသောပြည်သားတို့ကိုဖျက်ချင်းကအလွန်အလိုကြီးသောသူတို့ဤစကားကိုနားထောင်ကြလော့ထာဝရဘုရားသည်ယာကုပ်၏ဘုန်းကိုတိုက်တည်၍ကျင့်ဆိုတော်မူသည်ကအကယ်စင်စစ်သူတို့ကျင့်ကြံပြုမူသမျှတို့ကိုငါသည်အစဉ်မပြတ်မမေ့ရောထိုအပြစ်ကြောင့်မြေတုံလို့လိမ့်မည်မဟုတ်လောမြေသားအပေါင်းတို့သည်ညီးတွားကြလိမ့်မည်မဟုတ်လောမိကဲ့သို့တပြေလုံးထပြီးလင်တဖန်အေဂရုမြစ်၌မြို့တကဲ့သို့ပါသွား၍မြို့လိမ့်မည်မဟုတ်လော
အရှင်တော်ရာဖျားမိန်တော်မူဒီကထိုကာလအခါမွန်းတဲ့အချိန်၌ငါဒီနေကိုဝင်စေမည်ကြည်လင်သောနေ့၌မြေကြီးကိုမိုက်စေမည်တင်တို့ပွဲခံခြင်းကိုညီးတွားခြင်းဖြစ်စေမည်တချင်းဆိုခြင်းရှိသမျှတို့ကိုငိုကြွေးခြင်းဖြစ်စေမည်လူအပေါင်းတို့သည်ရှောတဲ့အဝတ်နှင့်ခါကိုစီးစေခြင်းက၎င်းသပင်ကိုရိတ်စေခြင်းက၎င်းငါစီရင်မည်တယောက်တဲတော်သားတေးဒီအတွက်ညီတန်းချင်းကဲ့သို့၎င်းအဆုံး၌ခါစွာသောနေကဲ့သို့၎င်းငါဖြစ်စေမည်အရှင်တော်ရာဖျားမိတ်တော်မူတဲ့ကမွတ်သိချင်းဘေးကိုတပြေလုံး၌ငါဖြစ်စေသောကာလရောက်လိမ့်မည်အစာခေါင်းပါ၍မွတ်သိချင်းဘေးမဟုတ်ရေငတ်ချင်းဘေးလည်းမဟုတ်ထာဝရဘုရား၏အမိန့်တော်ကိုမကြားရသောမွတ်သိချင်းဘေးဖြစ်လိမ့်မည်လူတို့သည်ထာဝရဘုရား၏အမိန့်တော်ကိုရှာလက်ပင်လေတဘာမှသည်ပင်လေတဘာတိုင်အောင်လှည့်လေ၍တောင်မြောက်ပြေးသွားတော်လဲမတွေ့ရကြထိုကာလ၌အစင်းလာသောသူတို့သမီးကညာများနှင့်လူလင်များတို့သည်ရေငတ်၍မောကြလိမ့်မည်ရှမာရိအပြစ်ကိုတိုက်တည်၍ကျင်းဆူသောအိုဒန်တင်ဤဖျားအသက်ရှင်တော်မူသည့်အတိုင်းဟူ၍၎င်းဗေရရှေဘဘာသာအသက်တည်သည့်အတိုင်းဟူ၍၎င်းဆိုသောသူတို့သည်နောက်တဖန်မထနိုင်အောင်လဲ၍နေကြလိမ့်မည်ဟုမိန့်တော်မူ၏တဖန်ငါကြည့်ရှု၍ဘုရားရှင်သည်ရက်ပလင်ပေါ်မှရက်လက်မိန့်တော်မူတဲ့ကရှိသမျှသောသူတို့၏ခေါင်းပေါ်သို့တကားတိုင်လှုပ်၍ပြူကျစေခြင်းကတကားထုတ်ကိုရိုက်လောသူတို့သားမီးများကိုလည်းဓာနှင့်ငါကွက်မြက်မည်ပြေတော်သူသည်မလွတ်ရလွတ်တော်သူသည်လည်းချမ်းသာကိုမတွေ့ရမရဏနိုင်ငံတိုင်အောင်တွင်းသူတော်လဲငါနှုတ်ယူမည်မိုးကောင်းကင်တို့တတ်တော်လဲငါချမည်ကရမေလတောင်ထိပ်၌ပုံးဆောင်တော်လဲငါရှာ၍ထုတ်မည်ငါနှင့်လူအံ့တော်ငါသမုတ်တရားအောက်၌ပုံးဆောင်တော်လဲငါသည်ငကားကိုမာလိုက်၍ကိုက်စေမည်ရန်သူတို့သည်တိမ်သွားတော်လဲအခြားသောအရက်၌ငါသည်ဓာကိုမာလိုက်၍တတ်စေမည်ကျေးဇူးမပြုအပြစ်ပြုခြင်းကဒါငါကြည့်ရှုမည်ကောင်းကင်ဘုရားရှင်တော်ရာဘုရားသည်မြေကိုထိတော်မူလင်မြေသည်အရေးဖြစ်၍မြေသားအပေါင်းတို့သည်ငြင်းသွားကြလိမ့်မည်မြေကဲ့သို့တပြေလုံးထပြီးလင်တဖန်အေကတို့မြင့်၌မြုပ်တကဲ့သို့မြုပ်လိမ့်မည်အထက်အခန်းတော်တို့ကိုကောင်းကင်၌ဆောက်၍အောက်တိုက်တော်ကိုမြေကြီးပေါ်မှတည်တော်မူ၏သမုတ်တရားရေကိုခေါ်၍မြေကြီးပြင်၌တွန်းလောင်းတော်မူ၏ကောင်းကင်ဘုရားရှင်တော်ရာဘုရားတေဟုသောဘွဲ့နာမရှိတော်မူ၏အိုဤဒေလာအမျိုးသားတို့တင်တို့သည်ငါဤကုရှအမျိုးသားကဲ့သို့ဖြစ်ကြသည်မဟုတ်လောဤဒေလာအမျိုးကိုအေဂရုပြည်မှငါနှုတ်ဆောင်တကဲ့သို့ဖိလိတိလူတို့ကိုကတေရပြည်မှ၎င်းရှုရိလူတို့ကိုကိရပြည်မှ၎င်းငါနှုတ်ဆောင်၍သည်မဟုတ်လောဟုထာဝရဘုရားမိန့်တော်မူ၏အရှင်ထာဝရဘုရားသည်အပြစ်ရှိသောတိုင်းနိုင်ငံကိုကြည်ရှုလက်ထိုတိုင်းနိုင်ငံကိုမြေကြီးပြင်မှငါတုတ်တင်ပေးရှင်မည်သို့တော်လည်းယာကုပ်အမျိုးကိုရှင်းရှင်းမဖြစ်စီဟုမိန့်တော်မူ၏တပန်ကအမိန့်တော်ရှိသဖြင့်ဇံကိုစကားနှင့်ချတကယ်တို့ဤဒေလအမျိုးကိုခတ်သိမ်းသောအမျိုးတို့တွင်စကားနှင့်ငါချမည်ဇံတစေမြမြေတို့မကြရဘေးဥပစ်သည်ငါတို့ကိုမမြင်နိုင်မစီသားနိုင်ဟုဆိုလက်အပြစ်များသောငါ၏လူအပေါင်းတို့သည်ဒါဖြင့်တရားကြလိမ့်မည်ကြိုင်ကျွင်းရစ်သောအေသောအမျိုးသားမှဆား၍ငါ၏နာမဖြင့်သမုတ်သောတပါးအမျိုးသားအပေါင်းတို့ကိုတင်းယူစေခြင်းကလဲလက်ရှိသောဒါဝိဒ်၏တဲကိုထိုကာလ၌ငါစောက်တည်ပြန်မည်အကွဲရာများကိုဆက်ဆက်မည်ပြိုပြက်ရာများကိုလည်းပြုပြင်ပြလင်ထိုသေးကိုရှေ့ကာလ၌ရှိတကဲ့သို့မတ်စေပြန်မည်ဟုဤအမှုအရာကိုစီရင်တော်မူသောထာဝရဘုရား၏ဗျာဒိတ်တော်ရှိ၏ထာဝရဘုရားမိန့်တော်မူသည်ကလေထွန်သောသူသည်စပါးရိတ်သောသူကို၎င်းစပစ်တီးနေသောသူသည်မျိုးစိတ်ကျဲသောသူကို၎င်းမြည်လက်တောင်တို့မှခြူသောစပစ်ရည်ယူ၍ကုန်းရှိသမျှတို့လည်းအယေဖြစ်ရသောကာလရောက်လိမ့်မည်တိမ်သွားခြင်းကိုခံရသောငါ၏လူဣတေလအမျိုးသားတို့ကိုတဖန်ငါဆောင်ခဲ့သည်ဖြင့်သူတို့သည်ပျက်စီးသောမြို့များကိုပြိုပြင်၍နေကြလိမ့်မည်စပစ်ဥယျာဉ်များကိုဆက်၍စပစ်ရည်ကိုတောက်ကြလိမ့်မည်လေယာများကိုပြုစု၍အသီးတို့ကိုစားကြလိမ့်မည်သူတို့ကိုနေရင်းအရင်၌စိုက်ထားမည်ငါပေးသောပြည်မှနောက်တပံအဘယ်သူမျှမနှုတ်ရဟုတင်ဤဘုရားခင်ထာဝရဘုရားမိန့်တော်မူ၏အာမင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ